ခေါင်းယောဂပျောက်ဖို့အတွက်အရေးကြီးတဲ့အချက်၃ချက်ကိုပြောပြပေးထားတာအရန်ကောင်းပါတယ်အတူတူကြည့်လိုက်ရအောင်ခေါင်းယောဂပျောက်ဖို့အတွက်အရေးကြီးတဲ့အချက်၃ချက်ပြောပြပေးမယ်ဒီ၃ချက်ကိုသေချာနားလည်ထားတယ်ဆိုလို့ရှိရင်ခေါင်းယောဂပျောက်ဖို့အတွက်အင်မတန်အထောက်အကူဖြစ်တယ်ဆိုတော့နံပါတ်၁အချက်ကအရေးကြီးဆုံးပဲเนาะဆိုတော့ခေါင်းယောဂပျောက်ဖို့ဆိုရင်ဗျာဒီခေါင်းယောဂဘာကြောင့်ဖြစ်တာလဲဆိုတာသိဖို့အရေးကြီးတယ်အဲ့ဒါကိုသိတယ်ဆိုရင်ယောဂကုတဲ့နေရာမှာအရန်သုံးဝင်တယ်ခေါင်းယောဂဘာကြောင့်ဖြစ်တယ်လဲဆိုရင်အကြောင်းကြောင့်သွေးထဲမှာရှိတဲ့ uric acid များလာရင်ခေါင်းယောဂဖြစ်တတ်တယ်အဲ့ဒီများလာတဲ့ uric acid တွေကနေတဆင့် uric acid crystal လေးဆိုတာအခဲတွေပေါ့ဗျာအခဲလေးတွေဖြစ်သွားတယ်အဲ့ဒီအခဲလေးတွေကအယိုးနုနဲ့အစစ်မြစ်တွေမှာသွားပြီးတော့ကတ်တယ်အဲ့လိုကတ်ရင်အစစ်မြစ်ရောင်တယ်အစစ်မြစ်တွေပြတ်တယ်နာတယ်အဲ့ဒါတွေဖြစ်တယ်ဗျာဆိုတော့အဲ့ဒါခေါင်းယောဂနော်ခေါင်းယောဂဆိုတော့ uric acid များလို့ uric acid အမှုန်လေးတွေသွားကတ်လို့ဖြစ်တယ်ခေါင်းယောဂပျောက်ဖို့ဆိုရင်ခေါင်းယောဂဘာကြောင့်ဖြစ်လဲဆိုတာသိဖို့လိုပါတယ်သွေးထဲမှာ uric acid များတာကြောင့်ဖြစ်တာပါဒီလိုသွေးထဲမှာများလာတဲ့ uric acid ကနေတဆင့် uric acid အခဲလေးတွေဖြစ်သွားတယ်ဒီခဲလေးတွေကအယိုးနုနဲ့အစစ်အမြစ်တွေမှာသွားပြီးတော့ကတ်တယ်အဲ့လိုကတ်ရင်အစစ်အမြစ်တွေတိုင်းတဲနာတဲ့အစစ်အမြစ်တွေပြတ်တယ်အခုလိုတွေဖြစ်လာရင်တော့ဆရာဝန်နဲ့တေချာကုသမှုခံယူပါခေါင်းယောဂဆိုတော့ခုနကကျွန်တော်ပြောသလိုအရန်နာတယ်အဆင့်မြစ်တွေရောင်ရမ်းနာကျင်တာဖြစ်တဲ့အတွက်ဆေးတွေပေးရတယ်ဗျနံပါတ်1ချက်ကနာတာတက်တာအောင်အကိုက်ခဲပြောက်ဆေးပေးတယ် ibuprofen တို့လိုဆေးတွေပေးတယ်ပြီးလို့ရှိရင်ကိုချစ်စင်းဆိုတာရှိတယ်အဲ့ဒီဆေးနှစ်မျိုးပေါ့နော်ဒါတွေပေးတတ်တယ် ibuprofen ဆိုလို့ရှိရင် dose ကို very high dose ပေးတယ်အဲ့လိုဆေးပတ်မှာဆေးပြင်းအားအများကြီးပေးတာပေါ့ဗျမြန်မာလိုဆိုအဲ့လိုပေးရင်အစာရင်ကိုထိတဲ့လို့ omeprazole လိုဆေးနဲ့တွဲပေးတာမျိုးရှိတယ်เนาะဒီလိုရှိတယ်ဆိုတော့ဒါကနာတဲ့အပိုင်းပြီးလို့ရှိရင်ဗျာသွေးထဲမှာ uric acid များလို့ဖြစ်တဲ့ယောဂါလေဆိုတော့အဲ့ဒီများနေတဲ့ uric acid ကိုလျှော့ဖို့လိုတယ်အဲ့ဒါအတွက်ကျွန်တော်တို့သွေးစစ်တယ်သွေးစစ်လို့သွေးထဲမှာ uric acid တွေများနေတယ်ဆိုရင် allopurinol အဲ့လိုဆေးကိုပေးပြီးတော့ uric acid ကိုလျှော့ချပေးတယ်โอเคเนาะဒါကဆရာဝန်ညွှန်ကြားချက်နဲ့တောက်ရတာเนาะဆရာဝန်ကသွေးစစ်တယ်သွေးစစ်ပြီးလို့ uric acid ကဘယ်လောက်များနေလဲဆိုဒီဆေးကိုငါဘယ်လောက်ပမာဏပေးမယ်ဘယ်လောက်ကြာအောင်ပေးမယ်ဒီလိုလုပ်ပြီးတော့မှသူကဆေးပေးတယ်ဆေးပေးလို့အဲ့ဒီဆေးတောက်နေရင်ကနေ uric acid ကစိတ်တိုင်းကြားတဲ့အခြေအနေတစ်ခုကိုရောကျသွားတယ်ဆိုလို့ရှိရင်ယောဂပြီးပြီဗျာနော်ဆိုတော့ဒါဒီလိုရှိတယ်ခေါင်းယောဂပျောက်ဖို့အတွက်ဆရာဝန်ပေးတဲ့ဆေးကိုလည်းတေချာတောက်ဖို့အရေးကြီးပါတယ်အဲ့နှစ်ချက်ပြီးသွားရင်တော့နံပါတ်1ဆရာကြီးအရေးကြီးဆုံးပဲနော်သူကဘာလဲဆိုရင်ခုနကကျွန်တော်ရှင်းပြခဲ့သလိုပေါ့နော်ခေါင်းယောဂဆိုတာ uric acid များလို့ဖြစ်တဲ့ယောဂဆိုတော့ uric acid များစေတဲ့အစားအသောက်တွေရှိတယ်ဗျအဲ့ဒါတွေရှောင်ဖို့ကအရေးအကြီးဆုံးပဲuric acid များစေတဲ့အစားအသောက်တွေမရှောင်ရင်ယောဂမပြောက်ဘူးဗျဆိုတော့ရှောင်ရမယ့်အစားအသောက်လေးတွေနည်းနည်းလောက်ပြောပြပေးမယ်နော်ဆိုတော့ပထမဆုံးချက်ကဘီယာဗျာအရက်ဘီယာမှာဆိုလို့ရှိရင်ဘီယာပိုဆိုးတယ်ဘီယာတောက်ရင်ခေါင်းယောဂမပြောက်ဘူးเนาะအဲ့ဒါတွေတော့မှတ်ထားလိုက်ဘီယာပိုဆိုးတယ်ဘီယာလုံးဝမတောက်ရဘူးเนาะဒါကတောက်တဲ့ဟာအစားအသောက်တွေမှာဆိုလို့ရှိရင်ကလီစာပေါ့ကလီစာဆိုတာအမဲကလီစာပစိုးချမ်းအမဲစိတ်ကြက်ဝက်အဲ့ဒီကလီစာတွေမှန်သမျှရှောင်ဖို့လဲလိုတယ်အဲ့ဒါတွေစားရဲဆိုလို့ရှိရင် uric acid များစေတယ်ဗျာ uric acid များစေရင်ဆေးကြိုက်တဲ့တော့မပြောက်ဘူးဗျာဒီလိုရှိတယ်เนาะအဲ့ဒါအပြင်အသားတွေရှိတယ်အသားကတော့ red meat ပေါ့ red meat ဆိုတာကအမဲသားတိုးသားစိတ်သားဒီလိုအနီရောင်ရှိတဲ့အသားတွေလည်းရှောင်တယ်โอเคเนาะပြီးလို့ရှိရင်ဗျာတချို့ကတော့ဒီမြေကြီးတွေကထွက်တဲ့ဥတွေပေါ့မြေကြီးတွေကထွက်တယ်ဆိုတာအာလူးတို့ကစုံဥတို့မြေပဲတို့ဒါမျိုးလေးတွေရှောင်ခိုင်းတာရှိတယ် it depends on your doctorခေါင်းယောဂပျောက်ဖို့ဆိုရင်အစားအသောက်ရှောင်ဖို့ကလည်းအရေးကြီးပါတယ်ဘီယာကတော့လုံးဝမတောက်ပါနဲ့လီစာတေနီအောင်ရှိတဲ့အသားတွေမြေကြီးတွေကထွက်တဲ့ဥတွေလည်းရှောင်သင့်ပါတယ်ကိုယ်ဆရာဝန်ရှောင်ခိုင်းတော့လည်းရှောင်ပေါ့နော်ဒီချက်လေးတွေလိုက်နာဖို့လိုတယ်ဆိုတော့ဆေးတောက်မယ်စောင်းစရာရှိရလေးတွေစောင်းမယ်ရှောင်စရာရှိရလေးတွေရှောင်မယ်ဆိုလို့ရှိရင်ခေါင်းယောဂပြီးသွားပြီနော်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ခေါင်းယောဂခဏခဏပြန်ဖြစ်တတ်တယ်နော်တတိထားရတယ်အဲ့လိုတတိမထားဘူးခေါင်းယောဂသေချာမှုကိုအစစ်မြစ်တွေပြတ်သွားရင်လို့အကွေးဆန်တွေလုပ်လို့မရတော့မရရင်ထမင်းစားလို့မရဘူးအင်ကြီးကျွဲသေးကြလို့မရဘူးဖုန်းကြည့်လို့မရဘူးဒါမျိုးတွေဖြစ်တယ်နော်ဆိုတော့ခေါင်းယောဂနော်ခေါင်းယောဂက uric acid များလို့ဖြစ်တယ်ဆိုတော့ uric acid နည်းစေတဲ့ဆေးတွေတောက်ရမယ်ပြီးလို့ရှိရင် uric acid များစေတဲ့အစားအသောက်တွေရှောင်ရမယ်โอเคနော်ဒီချက်တွေလိုက်နာရဲဆိုလို့ရှိရင်တော့ခေါင်းယောဂ AC ဖြစ်သွားပါလိမ့်မယ်ဆိုတော့ဒါတော်တော်များများအတွက်ဒီခေါင်းယောဂနဲ့ပတ်သက်ပြီးတော့စောင်းရန်ရှောင်ရန်တွေနဲ့ယောဂအကြောင်းကိုသေချာနားလည်အောင်ရှင်းပြပေးခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုရင် like follow လုပ်ဖို့မမေ့ပါနဲ့နော်သိထားတဲ့သူတွေရှိရင် share ပေးခဲ့ပါအောင်နောက်ထပ်ကျမ်းမာရေးဗဟုသုတတွေကိုဆက်လက်မျှဝေပေးသွားပါမယ်